မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ယနေ့ချစ်မိတ်ဆွေများကိုတင်ပြချင်တာကတော့ကချင်ဘာသာစကားရဲ့တရအတန်ထက်ပုံတွေပဲဖြစ်ပါတယ်အနည်းဆက်ဆုံးတန်တက်ကလေးတွေကိုလည်းဗမာလိုရေးပြထားပါတယ်ရှင်แต่นี่จุมพอเลยกากนัวกนูนี่ฐานะมะสะอันเซนเพชองคาจามัดวากาอีสมาชองที่ด้านนาเรียอาเออีโออูไออาวีโอโอยแต่คุงาจังก็ยันเซนละไงเถละไงอยู่นะสมาก็ไปคำนางสุนเลยย่อเออีโออูไอเอาวีโอโอยအဘီဒါဆိုလို့ရှိရင်မြန်မာလူလေးတွေတန်တက်ကလေးတွေနေနဲ့မှတ်မိလေအောင်လေ့ကျင့်ကြည့်မယ်အေမှန်လားစမဟုတ်မှန်တယ်နော် EOOI အောင်ဟုတ်WY ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဆရာမရေကျမတို့ကိုယနေ့ဘီးတွေတရတွေအကုန်လုံးပေါင်းထားတဲ့တချင်းအခရာတွေအကုန်လုံးကိုပြန်လည်လေ့ကျင့်ကြရအောင်နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့လိုက်ဆိုကြမယ်နော်ဟုတ်ကဲ့ปราบยาชาจ้าดาปราบยาชาจ้าดาฟากากราเกียหาฟากากราเกียหาจากากราเกียขาจากากราเกียขาคราเคียละมาเมียคราเคียละมาเมียนางาเนียปะปรานางาญาปะปราเปียผาพระเพียระเปียผาพระเพียระสาชาตาสะทะสาชาตาสะทะวายาสะဟုတ်ပြီကျေးဇူးတင်ပါတယ်ဆရာမကြီး